စမယ်တခါကကျုပ်တို့ရဲ့စိမ့်တရဘူးစိမ့်ဆိုတဲ့ရွာမှာဘူးလက်ဆိုတဲ့လူကွာစာတစ်ယောက်ရှိတယ်ဘူးလက်ဆိုတဲ့နာမည်ကလည်းသူ့နာမည်အရင်တော့မဟုတ်ဘူးရဲ့နာမည်ရင်းကတော့ကျွန်တော်လည်းမှီသွားပြီသူကစိတ်မြန်လက်မြန်ရှိတဲ့အပြင်ဘူးကလက်တိုက်လွန်းလို့ဘူးလက်ဆိုပြီးအမေပြောင်ပေးထားရာကနေနာမည်တွင်သွားတာတရွာလုံးကတော့သူ့ကိုချင်ကြပေမဲ့သမီးကျော်နှစ်ယောက်ကိုပိုင်ထားတယ်ဆိုတော့မချစ်ပေမဲ့ရွာကကာလသားတွေကအောင့်ကနမ်းရတဲ့သဘောဒါကြောင့်အားလုံးကသူ့ကိုတညီတညွတ်တဲ့ဘူးလက်ဆိုပြီးတော့ပဲနာမည်ပြောင်ပေးထားကြတာရေးတော့အမှန်ဖတ်တော့အတန်ပဲပြောရမလားတချို့ကဘူးလက်လို့ပြပြတတ်ခေါ်ကြပေမဲ့တချို့ကလည်းသူ့ကိုဘူးလက်ဆိုပြီးခေါ်ကြတယ်ပြညက်သွားရဓာတ်တက်ပါလားမသိပါဘူးဗျာအဲ့ဒီဘူးလက်ကြီးခမရလဲအသက်သာကြီးလာတယ်အခုထက်ထိဘူးကလန့်ကတိုက်လို့ကောင်းတုံးလေကြီးမိုးကြီးအချိန်တွေဆိုယူးကြောင်မူးကြောင်ထထပြီးထင်ရမြင်ရရှောက်ရှောက်ပြောတာတရွာလုံးကတော့သူ့အကြောင်းသိနေပြီမို့သူဘာပြောတိတ်တော့လူရမသွင်းဘူးရဲ့ပြောရမယ်ဆိုလေဘောကြီးလို့ပဲရွာကတတ်မှတ်ထားကြတဲ့သဘောသူ့ရဲ့ဘူးတန်လေးတန်အခမ်းရဆုံးကတော့ကျုပ်တို့ရွာထိပ်လေးရဲ့ထင်ကြရလက်ဖက်ရည်ဆိုင်ကိုချက်ဖောင်းတို့ဆိုင်ပဲဘူးလက်ကြီးကလည်းချက်ဖောင်းတို့ရဲ့အမာခံဖောက်တယ်ကူညနေဆောင်တာနဲ့ချက်ဖောင်းတို့ဆိုင်ကိုဘူးလက်လာပြီးစီးပွားရေးအကြောင်းနိုင်ငံရေးအကြောင်းတွေကိုအာပေါင်းအာရင်တန်တန်နဲ့ပြောပါပြီဗျာပိုဆိုးတာကအရက်ကလေးတမျှမျှတောက်လာပြီးဟေ့ဆိုသူနဲ့တီတီမတီတီခုံလွတ်တာနဲ့ဝင်ထိုင်ပြီးတွေ့သမျှလူကိုတော်ကြီးဇွတ်လွတ်တော့တာပဲဒါပေမဲ့ဦးဘူးလက်ကြီးကလူကသာပေါ်ကြောင်ကြောင်ဘူးတူတာအပိုင်းမှာတော့ခေသူမဟုတ်ဘူးဗျအထူးသဖြင့်သူကျွမ်းကျင်ရာစကော့တလန်ဝီစကီဂျော်နီဝါကာမျိုးမီအလိုက်ဈေးနှုန်းအရသာတောက်ပုံတောက်နီးပိုင်ရှင်အမိကအစတီထောင်နဲ့ခုနှစ်အစုံဟုတ်လားမသိမဟုတ်လားမသိသမိုင်းနဲ့ချီပြီးတော့ကိုအားတာအဲ့မှာ red tag black ကဈေးကြီးသလို black tag blue ကဈေးကြီးကြောင်းအကန့်အသတ်နဲ့သာထုတ်တာဖြစ်လို့ရှားပါကြောင်းသူကနှစ်ကြာလေးပိုဈေးကြီးလေဖြစ်ကြောင်းသူဆိုရင် blue ကိုပဲတောက်ကြောင်းကိုပါဂျားတွေကထဲ့ကြွားလိုက်သေးဒါကိုနားထောင်နေတဲ့လူငယ်တယောက်ကဒါဆိုအဘကိုကျွန်တော် blue လိုပဲမြင်တော့တယ်ဗျာအဘကအသက်ကြီးလာလေအိုလေတန်ဖိုးတက်လေပဲဗျာဤတို့မြောက်ပြောလိုက်တော့ခါဦးဘူးလက်ကြီးခမတွားကြီးကိုဖီးလို့ထိုလူငယ်ကပဲဆက်ပြီးတက်တန်းကြလေတန်မိုးတက်လေဖြစ်တဲ့ဘလူးလေဘယ်လိုဥဘူးလက်ကိုဂုံပြုတ်တော့အဖြစ်ကျွန်တော်တို့ဒီနေ့ကစပြီးဘလူးလေဘယ်လို့ပဲခေါ်ချရအောင်ဗျာဆိုပြီးအားလုံးသဘောတူလိုက်ကြကဥဘူးလက်ကြီးဆိုတာများသဘောကျလွန်းလို့အဲ့ဒီတဝိုင်းလုံးကိုတကားကန်ရှင်းသွားသေးဘလူးလေဘယ်ဘူးလက်ဆိုတဲ့နာမည်အစ်ကလည်းအဲ့ဒီနေ့ကစပြီးကြားသွားတော့တာပဲနောက်နေ့ရောက်တော့ဆိုင်ထဲဥဘူးလက်ကြီးဝင်လာတာနဲ့စပွဲတို့ကလေးတွေကအစဆိုင်ရှင်ချက်ဖောင်းကြီးကအဆုံးဘလူးလေဘယ်အဖလာတယ်ဟဲ့နေရာပြင်ပေးလိုက်ကြဘာညာခီးဦးကြိုကြတာဆိုင်ထဲထိုင်နေတဲ့သူတွေကလည်းသူ့စီတကူတကလာပြီးဘလူးဖကျွန်တော်ကိုပြန်ခွင့်ပြုပါအောင်ဘလူးလေးပဲအဖတားကိုပြန်ခွင့်ပြုပါအောင်တို့ဆိုပြီးဘာညာနှုတ်ဆက်ကြတော့ဘူးလက်ကြီးမှလည်းပျော်တပြုံးဖြစ်နေတော့တာပေါ့နေအောင်ပြောပြရအောင်မယ်ဘာလို့ဘလူးလေးပဲအဖလို့ခေါ်လဲသိလားဘလူးလေးပဲဆိုတာအရက်ဘလူးအရက်ဘလူးဆိုတော့အယူဘူးလက်ပေါ့ဗျ